ကြက်တွေကိုအစာကျွေးဖို့အလွန်စမတ်ကြတဲ့နီလန်းကိုအချို့လယ်သမားတွေတုံးကြတာတင်သိပါသလားဟင်းသီးဟင်းရွက်တွေကိုမြေပြင်ပေါ်မှာဒီအတိုင်းကျဲဘက်ကျွေးမဲ့အစာလယ်သမားတစ်ယောက်ကပုံမကောင်းမွန်တဲ့စိတ်ကူးတစ်ခုကိုရရှိခဲ့ပါတယ်သူကရွှေပြုံသီးမုံလာထုံးနဲ့တခြားအရွက်စိမ်းဟင်းသီးဟင်းရွက်တွေကိုဒေါင်းလိုက်တုတ်တဲ့တစ်ခုတည်းတီးထည့်ပြီးမြေပြင်ပေါ်မှာမတ်မတ်စိုက်ထူထားလိုက်ပါတယ်ဒါကကြက်တွေအတွက်စားသုံးလို့ရတဲ့မျှော်စင်တစ်ခုဖြစ်လာစေပါတယ်ကြက်တွေဟာအောက်ခြေကနေစပြီးစိတ်ဆွတ်စားတောက်ကြပြီးအပေါ်ဘက်ကိုတဖြည်းဖြည်းတက်စားကြပါတယ်ပြီးတော့ကမ္ဘာဆွဲအားကြောင့်ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတာကသူတို့အောက်ခြေပိုင်းတွေကိုစားပြီးသွားတဲ့အခါအပေါ်ကအစာအသစ်တွေဟာအောက်ကိုတဖြည်းဖြည်းလျှော့ကျလာပြီးအားလုံးကိုအလွယ်တကူစားနိုင်စေပါတယ်ဒီရိုးရှင်းတဲ့တိဆောက်မှုကပြဿနာတော်တော်များများကိုတပြိုင်နက်ဖြေရှင်းပေးပါတယ်အစာတွေကမြေကြီးထဲမရောက်တော့တဲ့အတွက်တန့်ရှင်းနေစေပါတယ်ကြက်တွေကအစာတွေကိုနင်းချတာဒါမှမဟုတ်နေရာအနှံ့ဖြန့်ကျဲတာမျိုးမလုပ်တော့လို့လေလွင့်မှုကိုလည်းလျှော့ချပေးပါတယ်ဒါပေမဲ့လယ်သမားကဒီတင်မဲ့ရက်မထားပါဘူးသူကတချို့ဟင်းသီးဟင်းရွက်တွေကိုအပေါ်မှာမြင့်ပြီးချိတ်ဆွဲထားပြန်တော့ကြက်တွေဟာအစာမီဖို့အတွက်အကျောဆန်ပြီးခုန်ရပါတယ်ဒါဟာအစာကျွေးခြင်းကိုတဘာဝကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုဖြစ်ပြောင်းလဲပေးလိုက်တာပါအချိန်ကြာလာတာနဲ့အမျှကြက်တွေဟာပိုပြီးဖြက်လက်ကျန်းမာလာပြီးအစာကျွေးတဲ့လုပ်ငန်းစဉ်ကလည်းပိုမိုထိရောက်လာပါတယ်ရိုးရှင်းတဲ့စိတ်ကူးလေးတစ်ခုဖြစ်ပေမဲ့ကြက်တွေကိုအစာကျွေးတဲ့ပုံစံကိုတော့အလုံးစုံပြောင်းလဲပေးခဲ့ပါတယ်